ကျမသား73နှစ်ပဲရှိသေးတယ်ရီစားထားနေပြီဒီစကားကိုကြားရင်မိဘတော်တော်များများရင်ပူသွားနိုင်ပါတယ်ကျွန်မမေးချင်တာတခုရှိတယ်ရီစားထားတာကိုစိုးရိမ်နေရလားကလေးနဲ့ကိုယ်နဲ့ connection ပြတ်သွားမှာကိုစိုးရိမ်နေရလား73နှစ်ဆိုတာခန်းစားချက်တွေပြောင်းလဲနေတဲ့အရွယ်ဖြစ်တယ် crush တာရီစားထားတာခန်းစားချက်တွေရှိတာထူးဆန်းမနေပါဘူးအဲ့လိုအရွယ်တွေရီစားထားတဲ့အခါမှာတချို့မိဘတွေကစူတယ်ငေါက်တယ်ဖုံသိမ်းတယ်လမ်းခွဲခိုင်းတယ်ကလေးတွေကထိန်းချုပ်ခံလိုက်ရတဲ့အခါမှာစိတ်ဖိအားတွေများပြီးတော့လေလွတ်နေတာမျိုးတွေထွက်ပေါက်ရှာတာမျိုးတွေပြန်မပြောနားမထောင်လို့ပြီးတော့ထင်ရဆိုင်တာမျိုးတွေလောက်တတ်ကြတယ်မိဘတွေအနေနဲ့ထိန်းချုပ်တဲ့ပုံစံမဟုတ်ဘဲနဲ့ရင်ဖွင့်တိုင်ပဲဆွေးနွေးလို့ရတဲ့ပုံစံကိုဖန်တီးပေးဖို့လိုအပ်ပါတယ်မိမိစိုးရိမ်နေရဘာကြောင့်လဲအွန်လိုင်းမှာဘာတွေမ share သင့်ဘူးလဲသားလေးရဲ့အရွယ်တဘာဝကိုမိမိနားလဲတယ်ဒီအရွယ်မှာဒီလိုဖြစ်တတ်တယ်ဆိုတာကိုလည်းမိမိသိတယ်ဒီလိုနားလဲပြီးတဲ့စကားလုံးတွေကိုပြောပြီးတော့တိုင်ပင်ဆွေးနွေးရတဲ့အခြေအနေကိုပြုလုပ်ရပါမယ်ကလေးကိုနားလဲပေးမယ်အမိတ်နေအားနာတွေမသုံးမဲနဲ့တည်တည်ချာချာလမ်းညွှန်မယ်ကလေးနဲ့ပြန်နဲ့ဆွေးနွေးမယ်ဒါဆိုရင်တော့မိမိရဲ့သားလေးကယုံကြည်ခြင်းရှိရှိနဲ့လမ်းကြောင်းမှန်ကိုရှောက်လန်းနိုင်မှာဖြစ်တယ်ဒီလိုအခြေအနေကိုကြုံဖူးတဲ့မိဘတွေရှိရင်လည်း comment လေးတွေရေးခဲ့ပေးပါဦးနော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်